ဟာယာဘူစာအော်တိုမက်နဲ့ဆန်ကြီးမဟုတ်ဟာ HUK ရဲ့ကိုမပွားရဲ့နောက်ထပ်မြောက်တစ်ကောင်ပဲစတာပါဗျာဒါကတော့ HUK China Server ရဲ့ Season 42မှာတက်ထွက်ရှိလာမယ့် New Hero Leo ပဲဖြစ်ပါတယ်ဒါဆိုရင်တော့ Leo ရဲ့ Intro Animation ကိုကြည့်လိုက်ရအောင်ပါဗျာ天地不容，魔魔不允，那便叫是天地崩毁，魔魔湮灭。宁可 HUK ရဲ့ Leo ကတော့အနောက်ရက်တို့ဖီးသွားခြင်းနဲ့ရလို့လူခုံးရဲ့ကိုပွားမဟုတ်တော့ဘဲနဲ့ကိုတဆင်းအမွာဖြစ်နေပွဲထုတ်လာခဲ့တာဖြစ်ပါတယ်ဆိုတော့က Leo ရဲ့ skill လေးတွေကိုမြင်ရတွေ့ရတဲ့လောက်လေးခွဲချမ်းစိတ်ပြလေ့လာကြည့်လိုက်ရပါဗျ passive skill တွေကတော့ basic တက်ဒါမှမဟုတ် skill 3ရဲ့အတိုင်းမှာ Leo ရဲ့သွေးတဲ့အောက်ကဘာသာနဲ့ပြည့်နေမှာဖြစ်ပြီးတော့အဲ့ဒီဘာသာနဲ့ပြည့်ရတဲ့အခါမှာဆိုရင်တော့ critical rate ကိုထပ်ဆောင်တိုးဝေးမှာမျိုးဖြစ်နိုင်ပါတယ်ဗျဒါအပြင် video မှာပါတဲ့အတိုင်း spell တစ်ခွက်3မိတိုင်းမှာ attack speed မြန်မြန်နဲ့ဒုတ်ကိုဝှေ့ရန်တိုက်ခိုက်တဲ့ enhanced basic တစ်ချက်ကိုရရှိအောင်မှာပဲဖြစ်ပါတယ်ဒါတွေမကသေးပဲအဲ့ဒီ passive ကိုနေရာနဲ့ကပ်ပြီးတုံးနေတဲ့အခါဘူးမဘူးကိုရွှေ့လိုက်ရင်ကတ်ထားတဲ့နေရာမှာကြော်လို့ရစေနိုင်အောင်မှာပဲဖြစ်ပါတယ်ဘူးခုံးရဲ့ကိုတချမ်းအမွာဖြစ်တာနဲ့အညီ record button ကိုနှိပ်လိုက်ရင်တိတ်စီးပြီးအိမ်ပြန်လို့ရတဲ့ passive ကိုလည်းရထားပါသေးတယ် skill 1လေးကတော့ချိန်နာ direction ကို Leo အနေနဲ့သူ့ရဲ့လက်ဆွဲတော်ဒုံနဲ့ချရမှာဖြစ်ပြီးတော့ enemy ကိုမြေထဲကိုပို့ဝင်သွားစေမယ့် animation alert နဲ့ stand မျိုးကိုပေးမှာပဲဖြစ်ပါတယ် skill 2မှာဆိုရင်တော့ Leo အနေနဲ့သူ့ရဲ့လက်ဆွဲတော်ဒုတ်ကိုမြေပေါ်မှာထောက်ကရရင် charge တင်မှာဖြစ်ပြီးတော့ချစားတော့အကောင်အဝေးတိုင်းလှမ်းခုန်ရရင်မှာဖြစ်ပါတယ်ချဆက်နေတဲ့ကာလအပိုင်းခြားမှာဆိုရင်လည်း enemy ရပေးတဲ့ CC ဘာ damage ကိုမှခံစားရမှာမဟုတ်တဲ့အပြင်မှာခုံရတဲ့နေရာမှာရှိနေတဲ့ enemy တွေကိုလည်း skill 1နဲ့အလားတူမြေထဲကိုပို့ဝင်သွားစေမယ့် CC effect မျိုးပေးလို့မှာဖြစ်ပါတယ် 1-2% ရဲ့အတော်အတန် OP လှနေပြီကိုထည့်ပေးရတဲ့ automate ကတော့ untargetable ဖြစ်ပြီး enemy ကို light တီးမယ် OP skill ကြီးပဲဖြစ်ပါတယ်ကိုမပွားနေတာလွှဲရင် skill တိုင်းဟာမရှင်းစရာကောင်းတဲ့ Leo ဟာလာမယ့်10လပိုင်း China Server ရဲ့ Season 42မှာစတင်ထွက်ရှိလာမှာဖြစ်ပြီးတော့ကျွန်တော်တို့ရှိမှာတော့ဘယ်ချိန်မှထွက်လာမလဲပြောလို့မရသေးပါဘူးဆိုတော့ကဒီ Leo အပေါ် brother တို့ရဲ့အမြင်တွေကို comment section မှာဝင်ရောက်ဆွေးနွေးညှင်းခုန်တော့နေပါလေဗျကျွန်တော်ရေခဲတော့မှာနောက်ဗီဒီယိုမှာလည်းပြန်လည်ဆုံတွေ့ကြပါသေးတယ်ဗျ